ဒီ3မျိုးလားပုံမှန်တာ3ပေဝက်ချံမဲဆက်တွေကလက်တွေ့ကိုမှတက်တာလာတယ်မိထားတဲ့မန်းပိုင်ရှင်ညီမလေးကတော့စစ်ပြပဲ3တာလားနေစေရော3တာလားဆိုတော့2မျိုးလုံး3တာပါဒီစင်ပထမဆုံး3ဖြစ်တာကတော့ဒီမေပန်းဒီဇိုင်းမျက်နှာသေးစစ်ပြကိုအမြုပ်လေးတွေနဲ့အတာယာလေးပို့ပြီးတော့ပေါင်းတင်ပြီးတော့3ပေးတာသူကဝက်ချံတွေကိုဖြစ်စေတိုင်းနဲ့အညစ်ကြေးတွေကြီးတွေကိုပြောင်စင်အောင်လုပ်ပေးနိုင်လို့နောက်တစ်ဆင့်နေနဲ့ဆိုရင်တော့ကျယ်လေးကိုပုံမှန်လေး3ပေးဖြစ်တယ်သူကတော့မျက်နှာအသားရည်ကိုအဆိုသက်ဖြစ်တင်ပေးတယ်မျက်နှာအသားရည်ကိုမ6စေဘူးသူကနေနဲ့ညပုံမှန်လေး3ပေးလို့ရတယ်နေ့ခင်ပိုင်းဆိုရင်တော့ဒီနေ့ကစောင်းခရင်လေးကိုလူပေးဖြစ်တယ်ဘာလို့နေ့ကစောင်းခရင်လူပေးလဲဆိုတော့ဝက်ချံတွေကိုဖြစ်စေနိုင်တဲ့အညစ်ကြေးတွေဆဲတွေဖုံမှုတ်တွေမျက်နှာအသားရည်ရဲ့ချွေးပေါက်မှာနောက်ထပ်မကန့်ညိအောင်ကျူတင်ကောက်ွယ်ပေးရရောက်သူတို့နေရောင်ကြီးတွေနဲ့ဓာတ်ရိုက်မထိတွေ့အောင်ကျူတင်ကောက်ွယ်ခြင်းလို့နေကစောင်းခရင်ကိုနေ့ခင်ပိုင်းမှာပုံမှန်လေး3ပေးဖြစ်တယ်ဒီ3မျိုးလေးကိုပုံမှန်လေးဂရုစိုက်ပြီးတဲ့နောက်ပိုင်းမှာမျက်နှာအသားရည်ဆိုတော်တော်လေးကိုမှပြောင်းလဲလာတယ်မျက်နှာအသားရည်ကကြည်လာတယ်ဖြူလာတယ်ဝက်ချံနေဆိုရင်တိတိတောင်မှပါကြလာတယ်နေ့ခင်းပိုင်းဆိုရင်တော့ဒီ3မျိုးလေးကိုဒါ3ပေးညပိုင်းဆိုရင်တော့ဒီ2မျိုးဒါ3ပေးဒါဆိုရင်ဝက်ချံမဲဆက်တွေကလက်တွေ့ကိုမှတက်တာလာပါတယ်နောက်ထပ်သိချင်တာရှိရင်ဗီဒီယိုရဲ့ comment အောက်မှာမှတ်လာပေးလို့ရပါတယ်ရှင်အမေစင်နောက်ထပ်ဗီဒီယိုမှာလာပြီးတော့ပြောပြပေးမယ်